အားလုံးပဲမင်္ဂလာပါ Tarot ပိုင်းချီကကြိုဆိုပါရစေဒီနေ့လုပ်ပေးမှာကတော့ဒီ Love Oracle cards လေးတွေ Love Oracle card လေးနဲ့ပေါ့နော်ကိုဘာတွေတီးဖို့လိုအပ်လဲဘာတွေကြုံတွေ့လာမလဲဆိုတာကိုချင်းနဲ့တူတူကြည့်လိုက်ရအောင်အဲ့တော့ကတ်လေးတွေကို shuffle လုပ်မယ်ပေါ့နော် Okay finish Okay healthy choice Okay Oops. Now some the deck has women jalabi hobby base of the deck ma talking interested oh email okay အဲ့တော့ဒီမှာကြည့်အောင် the phoenix အဲ့တော့ love oracle ကတ်ထဲမှာအခြေနဲ့ပတ်သက်ပြီးတော့ဘာတွေဟိုနင်းဖြစ်မလဲဆိုတော့single လေးတွေပါတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ relationship က transform ဖြစ်မယ်ပေါ့နော် next level ကိုရောက်သွားတာမျိုးပြီးလို့ရှိရင်ကိုကဥမာကိုမှရွေးချယ်ကြရတယ်ရှိနေလိမ့်မယ်ကွာဒီမှာ healthy choice ဆိုတော့ making healthy choices in love and in life self love self care being happier ဒီခါလေးကြားလို့ရှိရင်လည်းကိုယ့်ကိုတယောက်တည်းနေပြီးတော့ကိုယ့်ကိုချစ်ခင်ခြင်းရလဲဒါ self love ကလည်းအကောင်းဆုံးဒါအကောင်းဆုံးရွေးချယ်မှုပေါ့နော် girl with a snake တဲ့အဲ့တော့ being charm or use enable boundaries အဲ့တော့ဒီခါလေးကြားလို့ရှိရင်ဒီထဲမှာပေါ့နော်တချို့သူလေးတွေကကိုကအတုံးချခံနေရတယ်လို့ခံစားရတာမျိုးပြီးရင်သူနဲ့ကိုနဲ့နီးစပ်ဖို့စီးပေါင်းနေချားနေတာမျိုးနိုင်ငံနေချားနေတာမျိုးအဲ့လိုမျိုးခံစားရတဲ့သူလေးတွေပါမယ်ပေါ့နော်အဲ့တော့ဒီမှာ base of the deck မှာ talking ရှိတယ်အဲ့တော့ချီမြောက်ပေးရတော့မဟုတ်ဘူးဒါမဲ့အဲ့လိုမျိုးနိုင်ငံဝေးနေတဲ့ကိုနဲ့ရှေ့ရေးမဖြစ်နိုင်တော့ဘူးအဲ့လိုမျိုးခံစားရရင် see healthy choice ရှိအဲ့တော့ phoenix လည်းရှိတယ်ကိုဘွားကကိုတိုင်း self love ရှိပြီးတော့ကိုယ့်ကိုရှေ့ဆက်သွားမယ်ဆိုလို့ရှိရင်ဒီ phoenix ကဲ့သို့ပဲphoenix ဆိုတာအဲ့ကောင်ကြီးကညီမလိုဘယ်လိုပြောလဲပေါ့နော်အဲ့ဒါလေးကိုဒီဗီဒီယိုကြည့်တဲ့သူလေးချီ Facebook အောက်မှာ comment ရေးပေးလို့ရတယ်ပေါ့နော် tarot ဆိုလဲ tarot အောက်မှာ comment ရေးပေးပေါ့နော်သူအဲ့လိုမီးတွေကမြင်ပြန်ထလာတဲ့တတော်ဝါလေးပေါ့နော်အဲ့တော့ကိုကအဲ့လိုမျိုးပဲပြန်ပြီးတော့အစ်စ်တဖန်ပြန်နေမွေးဖွားလာတာမျိုးရှိလိမ့်မယ်အဲ့လိုမျိုးပဲနိုင်ငံခြားနေတဲ့စီးပေါင်းတွေ boundaries တွေရှိနေတဲ့အဲ့လိုမျိုးသူဆိုလို့ရှိရင်လည်းဒီမှာ talking interested connecting more awaited message arrived task call email hovering အဲ့လိုမျိုးဝေးကွာနေတဲ့သူတွေဘာညာဆိုလို့ရှိရင်လည်းကိုကအဲ့လိုမျိုးတခြားအပြင်သူတွေနဲ့ပေါ့နော်စကားပြောကြည့်လေးလာကြည့်ကိုမှရွေးချယ်စရာ choice တွေအများကြီးရှိတယ်ချီပြောရမှလားအဲ့တော့ကို self love လေးနဲ့နေပါကိုကဒီ relationship မှာမပြောဘူးတုံးချခံနေရတယ်ဆိုလို့ရှိရင်ကိုပိုချစ်ပြီးတော့နေရာတိုင်းမှာကိုရွေးချယ်ပါဒီ talking လုပ်နေတဲ့သူလေးတွေပြောဆိုရှိနေတဲ့စကားလေးတွေပြောနေတဲ့ easy လေးလုပ်နေတဲ့သူလေးဆိုလို့ရှိရင်လည်းကိုပေါ်မကောင်းဆိုလို့ရှိရင်လည်းကိုပဲပိုချအောင်ကြိုးစားပါကိုအတွက်ဒီထက်ကောင်းတဲ့ choice တွေဝင်လာမှာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့ reading လေးကတော့ဒီလောက်ပါပဲနောက်ထပ် reading လေးတွေမှာပြန်ဆောင်ကြမယ်